မျက်နှာချင်းဆိုင်တွေ့ခဲ့ရတဲ့မနှတုံးကနှုတ်ဆက်ဖို့အတွက်တွေ့ရပါရုပ်ရှင်နဲ့စိတ်နဲ့ရန်ကိုရင်းပြီးဘူးခဲ့တဲ့တငယ်ချင်းလားငါမှရင်နာနာနဲ့ပါနောင်နာတွေသိရပါပဲလားမင်းကြောင့်ပဲခွေထုတ်ပေါ်ပြခဲ့တဲ့ရင်ထုံးတဲ့များရဲ့သုံးဝင်တော့ပါနဲ့ပြောတာရင်ပေါပေးဝဲမင်းတင်ပြီးမင်းလေးလာကိုငါဆောင်နေမင်းမသိဘူးလားချစ်ဆုံးရပတ်သက်ချင်တော့လေငါဝေးဆုံးမှနေနေမယ်ညလုံးနေမျိုးပြန်ရချင်ပါတယ်လက်မမြန်တဲ့